ဘောလုံးအသင်းတစ်သင်းမှာချီကျူးခံရမှုအနည်းဆုံးနေရာကဘယ်နေရာဖြစ်မလဲတေချာတာပေါ့ဂိုးသမားနေရာလို့ပဲပြောရမှာပါစန့်ကျင်ဘက်အနေနဲ့အမားလုံးလို့မရဆုံးနေရာအမားလုံးပြီးရင်အသင်းအတွက်ပေးဆက်မှုအကြီးမားဆုံးနေရာလည်းဖြစ်နေပြန်ပါတယ်ပုံမှန်ဘောလုံးပွဲတစ်ပွဲမှာဂိုးသမားတယောက်အမားတွေလုံးမိပြီးဂိုးတွေပေးလိုက်ရတယ်ဆိုပါစို့အကျိုးဆက်အနေနဲ့ကိုယ့်ရဲ့အသင်းဟာရလက်ဆိုးပိုချီတလန်းလန်းလိုက်ပြီးဖြစ်တယ်လို့အသင်းပရိသတ်တွေရဲ့ဝေဖန်မှုကိုခံရမယ့်အပြင်အဆိုးဆုံးအနေနဲ့ကိုယ့်အသင်းရဲ့နီးပြားနဲ့အသင်းဘောတွေရဲ့ယုံကြည်မှုကိုပါဆုံးရနိုင်ပါတယ်ဒါပေမဲ့ချန်ပီယံလိလိုပြိုင်ပွဲရဲ့ဘိုလ်လုပွဲမှာအမားတွေလုံးမိပြီးအသင်းကိုရှုံးနိမ့်စေခဲ့တဲ့အဓိကတရခံဖြစ်မယ်ဆိုရင်တော့အပေါ်မှာပြောခဲ့တဲ့အချက်တွေလောက်နဲ့မပြီးတော့ပါဘူးကစားသမားဘွားတစ်ခုလုံးအဖက်ဆယ်လို့မရတော့တဲ့အထိပျက်စီးသွားနိုင်ပါတယ်ဒါကိုလည်းကျွန်တော်တို့အသင်းရဲ့ဂိုးသမားဟောင်းဖြစ်တဲ့ကာရီယက်ကတက်တည်ပြသွားခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှာတော့အဆုံးမစီးတဲ့အိမ်မက်ဇူရီထဲမှာပိတ်မိနေခဲ့ဘူးတဲ့လိုရစ်ကာရီယက်အကြောင်းကိုပြောပြပေးသွားပါမယ်ကာရီယက်ကို1993ဇွန်လ22ရက်နေ့မှာဟယ်ရော်ကာရီယက်နဲ့ခရစ်စတင်ကာရီယက်တို့ကဂျာမနီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ဘိုင်ဘာအန်မြို့မှာမွေးဖွားခဲ့ပါတယ်ကာရီယက်ဟာအသက်10နှစ်မပြည့်သေးခင်အချိန်မှာတင်မက်တန်ဘတ်အကယ်ဒမီနဲ့ SFVUAN အကယ်ဒမီတွေမှာစတင်ကစားနေပြီဖြစ်ပါတယ်ဒီလိုဆိုလို့ကာရီယက်ရဲ့အဖေကကာရီယက်ကိုဘောလုံးသမားဖြစ်စေချင်ခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့အဖိုးဖြစ်သူကာရီကတော့ကာရီယက်ကိုဘောလုံးကစားတာကိုပဲအာရုံစိုက်ဖို့မှာကြားခဲ့ပါတယ်2005ခုနှစ်အသက်12နှစ်အရွယ်မှာတော့စတူဂတ်လူငယ်အသင်းရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပြီးလက်စွမ်းကောင်းတွေပြသခဲ့တာကြောင့်ဂျာမနီယူဆိုင်ချောက်အသင်းမှပါရွေးချယ်ခြင်းခံခဲ့ရပါတယ်ဂျာမနီယူဆိုင်ချောက်အသင်းနဲ့အတူအဇာဘိုင်ဂျန်အသင်းကိုရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်ကတော့သူ့ဘဝရဲ့ပထမဆုံးအချိုးခွေးတစ်ခုဖြစ်လာခဲ့ပါတယ်အကြောင်းကတော့အဲ့ပွဲစဉ်ကိုမန်စီးတီးအသင်းရဲ့ကင်းထောက်တွေကလည်းလာရောက်ကြည့်ရှုခဲ့ပြီးကာရီရဲ့လက်စွမ်းကိုသဘောကျခဲ့တာကြောင့်သူနဲ့အတူသူ့မိသားစုကိုပါမန်စီးတီးအသင်းစီအလဲလာဖို့ဖိတ်ကြားခံခဲ့ရပါတယ်နောက်2009ခုနှစ်ဇူလိုင်လ1ရက်နေ့မှာတော့မန်စီးတီးအသင်းကိုပြောင်းရွှေ့ကြေးယူရို225သိန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်မန်စီးတီးလူငယ်အသင်းတွေမှာ200တီကြာဖြတ်တန်းခဲ့ပေမဲ့အသင်းကြီးမှာတော့ကစားခွင့်မရခဲ့ပါဘူး2012ဇန်နဝါရီအပြောင်းရွှေ့မှာတော့အငားနဲ့လာကစားခဲ့ဘူးတဲ့မိတ်အသင်းစီကိုပဲအလွတ်နဲ့ပြောင်းရွှေ့ကစားခဲ့ပါတယ်ဒါပေမဲ့ပထမအသင်းကြီးမှာကစားခွင့်ရတာမဟုတ်ပဲအရန်အသင်းမှကစားနေခဲ့ရတာပါအသင်းကြီးအတွက်ပထမဆုံးကစားခွင့်ရခဲ့တာကလည်းဟန်နိုဗာအသင်းနဲ့ကစားခဲ့တဲ့ဘွန်စတယ်လီဂါပွဲစဉ်မှာအသင်းရဲ့ဂိုးသမားဖြစ်သူခရစ်စတန်ဝက်ကလိုထုတ်ခံခဲ့ရတာကြောင့်အသင်းပေါ်စွမ်းပါကားရဲ့နေရာမှာလူစားဝင်ကစားခဲ့တာဖြစ်ပါတယ်အချိန်တုန်းကအသက်19နှစ်နဲ့3လပဲရှိသေးတာကြောင့်မိတ်အသင်းအတွက်ဘွန်စတယ်လီဂါမှာကစားခဲ့တဲ့ဂိုးသမားတွေထဲမှာအသက်အငယ်ဆုံးဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒါပေမဲ့ပွဲစဉ်ကလွဲရင်2012-13ရာသီလုံးတပွဲမှကစားခွင့်မရခဲ့ပါဘူး2013-14ရာသီမှာတော့ကာရီယက်ဟာတဖြည်းဖြည်းနဲ့နေရာရလာခဲ့ပြီးအသင်းရဲ့ပထမဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါတယ်ကာရီယက်ဟာ2014-15ရာသီမှာဘွန်စတယ်လီဂါပွဲစဉ်တွေကိုတပွဲပဲလွဲချော်ခဲ့တယ်လို့2015-16ရာသီမှာဆိုဘွန်စတယ်လီဂါပွဲစဉ်အားလုံးကစားခွင့်ရခဲ့ပြီးကလင်းရှိ9ပွဲရခဲ့တဲ့အပြင်မန်နျူရယ်နူအာပီနောက်ဘွန်စတယ်လီဂါရဲ့ဒုတိယမြောက်အကောင်းဆုံးဂိုးသမားအဖြစ်မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်ဒါကြောင့်2016ရာသီအပြောင်းအရွှေ့မှာဂျာဂျင်ကလော့နဲ့အတူခေတ်တစ်ခုကိုစားတင်ဖို့လုပ်နေတဲ့လီဗာပူးအသင်းစီကိုပေါင်4.8 တန်းဝန်းကျင်နဲ့ပြောင်းရွှေ့ခဲ့ပြီး9နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ပြောင်းရွှေ့ကြီးအများကြီးနဲ့ခေါ်ယူခဲ့တာမျိုးမဟုတ်ပေမဲ့ဂျွန်နံပါတ်1ဂျာစီကိုပေးခဲ့တာကိုကြည့်မယ်ဆိုရင်အသင်းဘက်ကသူ့ကိုနံပါတ်1ဂိုးသမားအဖြစ်ရည်ရွယ်ထားခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာနီးပြဖြစ်သူဂျာဂျင်ကလော့ကိုတိုင်ကလည်းကာရီယက်ဟာအသင်းရဲ့ဝါရင်ဂိုးသမားဖြစ်တဲ့မစ်နိုလက်ကိုကျော်ပြီးနံပါတ်1ဂိုးသမားဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ကိုနဲ့မစိမ်းတော့တဲ့ဒေတာတစ်ခုကိုနဲ့နိုင်ငံသူနီးပြတယောက်ရဲ့လက်အောက်မှာနံပါတ်1ဦးစားပေးဂိုးသမားအဖြစ်ကစားခွင့်ရနေလို့ကာရီယက်ရဲ့ဘဝကအဆင်ပြေနေပြီးထင်ရင်တကယ်ကိုမားသွားပါလိမ့်မယ်။အဲတုန်းကကာရီရဲ့လက်စွမ်းကိုကြေးခဲ့ရသူတွေဆိုရင်တော့သူ့ရဲ့လက်စွမ်းဟာယုံကြည်ရတဲ့လက်စွမ်းမျိုးမဟုတ်တာကိုသိကြမှာပါ။အမားတွေလည်းမကြာခဏကျူးလွန်ခဲ့ပါတယ်။အထင်ရှားဆုံးကတော့ဘုံမောက်အသင်းကို4 ဂိုး 3 ဂိုးနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာနတ်တန်အကီးရဲ့အနိုင်ဂိုးကိုခွင့်ပြုခဲ့ရတဲ့အမားမျိုးအဲပွဲအပြီးဝက်ဆန်အသင်းကို2 ဂိုး 2 ဂိုးနဲ့တည်ကြခဲ့တဲ့ပွဲစဉ်ကပြီးခဲ့ရတဲ့ဂိုးမျိုးတွေပါ။ဒီနှစ်ပွဲကြောင့်ပဲကာရီယက်ဟာလိုင်းအပ်17ယောက်ကနေဖယ်ရှားခံခဲ့ရပါသေးတယ်။ဒီလိုနဲ့ပဲ2018ခုနှစ်မေလ29ရက်နေ့မှာတော့ကာရီယက်ရဲ့ဘဝကိုကမောက်ကမတွေဖြစ်အောင်လုပ်မဲ့မှုန်တိုင်းတစ်ခုဒါမှမဟုတ်ရုံထွက်လို့မရတဲ့အိမ်မက်ဆိုးတွေကိုယူလာပေးမဲ့ပွဲတစ်ပွဲကစောင့်နေခဲ့ပါတယ်။ရီယယ်မက်ဒရစ်နဲ့ကစားခဲ့တဲ့ထိုးချန်ပီယံလိဖိုင်နယ်ဟာပွဲအစကတည်းကနေလီဗာပူးအသင်းအတွက်အခြေအနေကောင်းနေခဲ့တာတော့မဟုတ်ပါဘူး။လူအင်အားနဲ့အတွေ့အကြုံအရရီယယ်မက်ဒရစ်ကအများကြီးတာနေတဲ့အပြင်ပွဲချိန်30မိနစ်မှာပဲအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဆာလာဟာပြိုင်ဘက်အသင်းရဲ့အသင်းကောင်းဆောင်ရာမိုးရဲ့ပညာသားပါတဲ့လုပ်ရလို့ပဲပြောရမလားဒါမှမဟုတ်ရီယယ်ဂျက်စီစီလုပ်ခဲ့တဲ့လုပ်ရလို့ပဲခေါင်းစဉ်တမ်းမလားဒီဖြစ်ရကြောင်းပဲဆာလာဟာပခုံးနဲ့ရပြီးလူစားလဲခဲ့ရပါတယ်။ဒီဖြစ်ရမှာရာမိုးဟာအဝါကတ်တော်မထီးခဲ့ပါဘူး။
ဒုတိယပိုင်း50မိနစ်မှာတော့ဒီဗီဒီယိုရဲ့ဇာတ်လိုက်ကြီးဖြစ်တဲ့ကာရီယက်ဟာဘလို့ပဲကြီးကြီးလက်ခံပေးလို့မရတဲ့အမားတစ်ခုကိုကျူးလွန်လိုက်ပါတယ်တိုနီခရူးရဲ့ဗန်စီမာစီကိုမားတင်ပေးလိုက်တဲ့ဘောလုံးကိုအသာလေးထွက်ဆွဲပြီးအသင်းဘောလိုဘရန်စီပြန်ပေးတဲ့အချိန်အနားမှာစီးနေတဲ့ဗန်စီမာကဖျက်ယူပြီးရီရဲ့အသင်းအတွက်ဦးဆောင်ကိုတွင်ပေးခဲ့ပါတယ်ဒီဖြစ်ရမှာဘောလုံးလက်ခံဖို့စောင့်နေတဲ့လိုဘရန်ဆိုအကြီးအကျယ်အံ့ဩနေခဲ့သလိုဘာအမားမှကျူးလွန်မိမှာမဟုတ်ဘူးလို့ထင်နေတာကြောင့်ဖန်တိုင်းဆိုရင်လည်းနောက်ကိုတောင်လဲမကြည့်ပဲရှေ့ကအသင်းဘောတွေကိုနေရာတေချာပြန်ယူဖို့မှာကြားနေတာကိုတွေ့ရမှာပါဦးဆောင်ကိုပေးရပြီးတိတ်မကြခင်မှာပဲမာနီကခြေပကိုပြန်သွင်းခဲ့ပေမဲ့လူစားဝင်းလာတဲ့ဂါရက်ဘေးကဘိုင်စကယ်ကင်းနဲ့အတူရီရဲ့အသင်းအတွက်ဦးဆောင်ကိုပြန်သွင်းပေးခဲ့ပါတယ်ဒီလိုနဲ့ခြေပကိုပြန်ရဖို့ကြိုးစားနေချိန်မှာကာရီယက်ဟာအသင်းဘောတွေပရိသတ်တွေရဲ့ယုံကြည်မှုကိုနောက်တစ်ချိန်ရိုက်ချိုးခဲ့ပြန်ပါတယ်ပွဲချိန်83မိနစ်မှာဂါရက်ဘေးရဲ့ဧရိယာထိပ်ကကန်ချက်ကိုပုတ်ထုတ်ရမလားအဆွတ်ဖမ်းရမလားဆုံးဖြတ်ချက်မပြတ်သားခဲ့တာကြောင့်နောက်ထပ်ဦးဆောင်ကိုတကူပေးခဲ့ရပါတယ်ပွဲအပြီးမှကာရီယက်ဟာမျက်ရည်တွေနဲ့အတူပရိသတ်တွေကိုတောင်းပန်ခဲ့ပြီးအသင်းရှုံးနေခဲ့ရတာကလည်းသူ့ကြောင့်ပါလို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့အသင်းသားတွေနဲ့အတူအမြဲစီးနေပေးပါတယ်ဆိုတဲ့လဘာဦးပရိသတ်တွေလည်းဒီချိန်တော့ကာရီယက်နဲ့အတူမရှိပေးနိုင်တော့ပဲဆိုရှယ်မီဒီယာတွေကနေအမျိုးမျိုးဝေဖန်ခဲ့ကြသလိုတချို့ဆိုအသက်အန္တရာယ်ကိုပါချင်းချောက်ခဲ့တာကြောင့်ရဲတွေကပါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်ပွဲအပြီး9ရက်အကြာမှာကာရီယက်ဟာမက်ဆာချူးဆက်ဆေးရုံမှာဆေးစစ်မှုခံယူခဲ့ရပြီးဆေးစစ်ကြမ်းအရာတထောင်ဈေးကနေတဆင်အုံနောက်ကိုအနှဲငယ်ထိခိုက်ခဲ့ကြောင်းသိရပါတယ်ဘိုလ်လူပွဲအတွင်းပထမအကြိမ်အမှားမလုံးမီဘရာမိုနဲ့အနှဲငယ်ထိခိုက်မိခဲ့ကြောင်းနဲ့ဆရာဝန်ဖြစ်သူရိုဇာဖွန်တီကလည်းအဆိုပါဒဏ်ရာကကာရီယက်ရဲ့ဆွမ်းဆောင်ရည်ကိုထိခိုက်ခဲ့နိုင်ကြောင်းပြောကြားခဲ့ပါတယ်နောက်နှစ်ရာသီအကြိုမှာတော့ကလော့ကကျွန်တော်အနေနဲ့ဒါကိုစင်ကြီးတစ်ခုအနေနဲ့သုံးမှမဟုတ်ကြောင်းနဲ့ရှင်းပြချက်တစ်ခုအနေနဲ့ဒါစီမာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်နောက်ပြီးအနှစ်နွေရာသီအပြောင်းဆွေးမှာလီဗာပူးအသင်းဟာရိုမာအသင်းရဲ့ဘရာဇီးဂိုးသမားအလီဆန်ဘကာကိုပေါင်56တန်းနဲ့ခေါ်ယူခဲ့ပါတယ်ဒီပြောင်းဆွေးကြီးဟာအချိန်တုန်းကဂိုးသမားတစ်ယောက်အတွက်အမြင့်ဆုံးပမာဏဖြစ်ခဲ့ပြီးနောက်ပိုင်းမှာကီပါကဒီစံချိန်ကိုချိုးပြခဲ့ပါတယ်တိတ်မကြခင်မှာပဲကာရီယက်ဟာတူရကီကလပ်ဘက်စစ်တပ်အသင်းကို2နှစ်အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲတူရကီမြေမှာလည်းလက်စွမ်းမပြနိုင်ခဲ့သလိုဘက်စစ်တပ်အသင်းကိုလည်းလောက်ခလာစာပေးချေမှုအတွက်တရားစွဲဆိုခဲ့ပါတယ်ဒါကြောင့်2020မေလ4ရက်နေ့မှာအသင်းနဲ့စာချုပ်ရပ်ဆိုင်ခဲ့ပြီးဂျာမန်ကလပ်ယူနီယံဘာလင်အသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်ကာရီယက်ဟာယူနီယံဘာလင်အသင်းနဲ့အငှားစာချုပ်သက်တမ်းကုန်ပြီးလီဗာပူးအသင်းကိုပြန်လည်ရောက်ရှိလာခဲ့တော့လဲတပွဲမှာကစားခွင့်မရတော့ပဲစာချုပ်သက်တမ်းကုန်တဲ့အထိအသင်းမှာဆက်ရှိခဲ့ပါတယ်အဲနောက်နယူကာဆယ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီးမမရရသူ့ရဲ့ပွဲဦးထွက်အဖြစ်ကာရာဘောင်ဖလားဘိုလူပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်ဒီပွဲမှာနယူကာဆယ်အသင်းရဲ့ပထမဦးစားပေးဂိုးသမားရောဒုတိယဦးစားပေးဂိုးသမားပါဝင်ကစားခွင့်မရခဲ့တာကြောင့်ကာရီယက်ကပွဲထွက်ကစားခွင့်ရခဲ့ပြီးနှစ်ဂိုးမရှိပြည့်စုံနေခဲ့ပါတယ်2025ဇန်နဝါရီမှာတော့ကာရီယက်ဟာဂျာမန်ဒုတိယတန်းလီဂရှော့ကေအသင်းစီကိုပြောင်းရွှေ့ခဲ့ပါတယ်လက်ရှိအချိန်မှာတော့ရှော့ကေအသင်းရဲ့အဓိကဂိုးသမားဖြစ်နေတယ်လို့လက်စွမ်းလဲအသင်းပြန်လည်ပြသနေပါတယ်ရှော့ကေအသင်းမှာကစားနေတဲ့ကာရီယက်ရဲ့ပုံရိပ်တွေကိုကြည့်မယ်ဆိုရင်သူ့အနေနဲ့သူနဲ့အဆင်ပြေတဲ့ပတ်ဝန်းကျင်ကိုရှာတွေ့သွားပြီးဆိုတာကိုတွေ့ရပါတယ်ကာရီယက်အနေနဲ့သူ့ဘဝရဲ့အိမ်မက်ဆိုးတွေတဲကအမှန်တကယ်နိုးထားနိုင်ခဲ့ပြီလားဆိုတာကိုတော့သူကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပါခန္ဓာကိုယ်မှာရတဲ့ဒဏ်ရာထက်စိတ်ဒဏ်ရာတွေကပိုပြီးကုစားရခက်တာကြောင့်ရာနာတို့မှလည်းအဲ့လိုဒဏ်ရာမျိုးတွေရှိတယ်ဆိုရင်အမြန်ဆုံးကြော်လွှားနိုင်ပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့မှာဖြစ်တာကြောင့် Like and Subscribe လေးလုပ်ပြီးအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်